ခရစ်တကရ1984ခုနှစ်ကစာရေးသူဒါရိုလုံကရာချီပါကစ္စတန်၌ဖတ်တဝါဓမ္မသက်သင်တန်းတက်ရောက်စဉ်အခါကကျောင်း၌ဖတ်တဝါဓမ္မသက်ရေးရာကဏ္ဍတစ်များအကြောင်းဆွေးနွေးညှိနှိုင်းပွဲတစ်ပွဲကျင်းပဖြစ်ခဲ့၏အဆိုပါဆွေးနွေးညှိနှိုင်းပွဲသို့ဟဇ်မော်နာမူဖတီရရှိဒ်အာမတ်လူဒီယာနဝီရာဟ်မတူလာအလိုင်လည်းတက်ရောက်ကြွချီလာခဲ့၏အမာဇာရေးသားသူအပါအဝင်ဖတ်တဝါဓမ္မသက်သင်တန်းတက်ရောက်စီးပူးလျက်ရှိသည့်ကျောင်းသားများအားကြုံကြ၍ဓမ္မသက်ရေးရာအဆုံးအမများချီးမြှင့်တော်မူခဲ့၏ဆုံးမခဲ့သည်မှာမောင်မင်းတို့ဖေကာဓမ္မသက်ဖြစ်ကြရာ၌ဖေကာပညာရှင်များရဲ့အဆိုအမိတ်တွေအလွန်ထွေပြားတာတွေ့ရလိမ့်မယ်ဘယ်ပညာရှင်ရဲ့အဆိုပေါ်မှာဖတ်တဝါရှိတယ်ဆိုတာသိဖို့ခက်တယ်ဘယ်အဆိုအတိုင်းဖတ်တဝါဓမ္မသက်ရေးသားဆုံးဖြတ်ရမယ်ဆိုတာသိဖို့ခက်တယ်ဒီတော့လွယ်ကူတဲ့နီးလန်းပြလိုက်မယ်ဒါကတော့ဘက်ရှ်တီဇီဝါကျမ်းမှာပါတဲ့မစအလာတွေကိုသာကြက်ထားပြီးတော့အဲ့ဒါဖတ်တဝါဓမ္မသက်ဆုံးဖြတ်ထားပြီးသားအဆိုတွေပဲဟုမိတ်ကြားလမ်းညွှန်ခဲ့၏ဟန်နဖီဓမ္မသက်ကျမ်းကြီးများအနက်ခိုင်လုံတီးကြသည့်ကျမ်းများဖြစ်သောဖတ်တဝါရှာမီကျမ်းဒူရီမုခတာကျမ်းအာလမ်ဂီရီကျမ်းဖတ်တဝါကာဇီခန်ကျမ်းဖတ်တဝါဘဇာဇီယာကျမ်းစသည့်ကျမ်းများမှာဓမ္မသက်ပညာရှင်များကဓမ္မသက်ဆုံးဖြတ်ချက်ချမှတ်ထားသည့်အဆိုအမိတ်များဖြင့်ကိုးကားမိညံထားသဖြင့်ဥရဒူဘာသာဖြင့်ရေးသားထားသည့်အနိုင်မဲ့တဆူဟုဆိုပါကအငင်းပွားစရာမရှိပေမြန်မာနိုင်ငံလုံးဆိုင်ရာအထင်ကရသခင်ကြီးဟဇ်ကောက်ဆာဥရဒူဂျာနယ်အဒီဒါချုပ်နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာတဘလစ်အကြီးအကဲဟဇ်မော်လာမာမုဒ်မာမတ်ဆာဟစ်ဤတာဝန်ပေးချက်အရမအားလက်သည့်ဂျာမပညာအရာတွင်တာမကအရာရာတွင်ချို့တဲ့သည့်အမာစာရေးသားသူကအလွန်ပင်ခက်ခဲလေးလံသည့်ဝန်ကိုထမ်းဖို့ခဲ့ရပါသည်ဘာသာပြန်ကျမ်းကြီးအားတိဖြတ်ရာတွင်တဦးကဘာသာပြန်အတန်ထုတ်ဖတ်ပြီးစာရေးသူကမူရင်းဥရဒူဖြင့်တစ်လုံးချင်းတစ်ကြောင်းချင်းတိုက်ဆိုင်ကြည့်ရှုတိဖြတ်ခဲ့ပါသည်ဘက်ရှ်တီဇီဝါကျမ်းကြီး၏ဥရဒူစာသားများ၏နက်နဲခက်ခဲမှုစာကြောင်းတိုးတောင်းတော်လဲအဓိပ္ပာယ်လိုသဘောကျယ်ဝန်းနှက်ဆိုင်လာပြီးမြန်မာဘာသာပြန်ဆိုရ၌၎င်းတိဖြတ်ရာ၌၎င်းမာယွန်းမှုချွတ်ချော်မှုတစုံတရာရှိကောင်းရှိပေမည်မာယွန်းမှုချွတ်ချော်မှုတစုံတရာတွေ့ရှိပါကထုတ်ဝေသူတိဖြတ်သူထံအကြောင်းကြားပါကကျေးဇူးတင်စွာဖြင့်လက်ခံပြီးပြင်ဆင်မည်ဖြစ်ပါသည်